မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ရခိုင်တောင်ကိုရီးယားဝန်ကြီးချုပ်အားမဲဆွယ်စည်းရုံးမှုများလက်စားမှုများနဲ့ပတ်သက်ပြီးတောင်ကိုရီးယားနိုင်ငံတရားရုံးကထောင်ဒဏ်15နှစ်အထိရှော့ပေါ့ပေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အစိုးရရှေ့နေများကတော့ပိုးရည်ပြင်းထန်သောပြည်ထန်ချမှတ်ရန်အတွက်နီလန်းများကိုရှာဖွေနေကြပြီးထိုဝန်ကြီးချုပ်ဘက်ကတော့ဘာအမှားယွင်းမှမကျူးလွန်ခဲ့ကြောင်းတွင်တွင်ညှင်းဆန်လျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ကြားကုန်သွယ်ရေးစစ်ပွဲအသစ်ပြန်လည်အရှိန်ဟုန်မြင့်လာပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သမ္မတထရန့်နဲ့သမ္မတရှီတို့၏အစည်းအဝေးပွဲကြီးမတိုင်ခင်တွင်နှစ်နိုင်ငံလုံးကကုန်သွယ်စည်းချက်ခွန်များအရေးယူပိတ်ဆို့မှုများနဲ့ကုန်ပစ္စည်းတင်သွင်းခွင့်များအားကန့်သတ်လိုက်တာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံကပိုင်ဆိုင်သောရေနံတင်သင်္ဘောတစ်စီးဟော်မုရေလက်ကြားအနီး၌တိုက်ခိုက်ခံခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်တရုတ်နိုင်ငံ၏ရေနံတင်သင်္ဘောတိုက်ခိုက်ခံရတာဟာယခုပါဆိုရင်ပထမအဦးဆုံးအကြိမ်ဖြစ်ပြီးသင်္ဘောဖြတ်တန်းသွားလာမှုများနဲ့ပတ်သက်လို့စိုးရိမ်ကြောက်ကြမှုအသစ်များဖြစ်ပေါ်လို့နေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အာဆီယံအစည်းအဝေးပွဲကြီး၏အငယ်စားတွေ့ဆုံမှုအဖြစ်ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံ၏ခေါင်းဆောင်များကတွေ့ဆုံခဲ့ကြတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှစ်နိုင်ငံလုံးကနောင်တွင်ယခုလိုမျိုးပဋိပက္ခဖြစ်ပွားတော့မည်မဟုတ်ကြောင်းကတိပြုပြောကြားခဲ့ပေမဲ့လည်းနေဆက်တခြားတင်းမာမှုများကတော့ဆက်လက်ရှိနေဆဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့လန်ဒန်မြို့ရှိဂျူးဖျားကျောင်းအားမိရှုဖျက်ဆီးတိုက်ခိုက်ရန်ကြိုးစားခဲ့သောတတိယမြောက်တန်တရားရှိသူအား UK နိုင်ငံရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အကြမ်းဖက်တိုက်ဖျက်ရေးအရာရှိများကထိုကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေက UK နိုင်ငံတွင်တော့ဂျူးလူမျိုးဆန့်ကျင်ရေးအကြမ်းဖက်လှုပ်ရှားမှုများနဲ့ပတ်သက်ပြီးအရှိန်ဟုန်မြင့်တက်လာတဲ့အတွက်စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိနေပါတယ်ရှင်